အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဗတ်တယ်မစ် DJ အစမ်းတက်ဖို့ကျွန်တော်တီးပြမှာဖြစ်ပါတယ်ဗီဒီယိုမစတင်ခင်ကျွန်တော်ပြောချင်တာကတော့ဗတ်တယ်မစ်လောက်တာတွေအတန်သွင်းတာတွေ editing တွေကဖုန်းတွေပဲလုပ်နေတာဖြစ်တဲ့အတွက်နောက်ခံ noise stand တွေပါတဲ့အတွက်ကျွန်တော်အရန်တောင်းပန်ပါတယ်ခင်ဗျာ Okay ဆိုတော့ကျွန်တော်အရင်ဆုံး BPM ချိန်မယ် BPM ဆိုတာတချင်းတို့ DJ တွေရဲ့အမြန်နှုံးလို့မှတ်ထားလိုက်ရပါပြီကျွန်တော်ပြောဖို့မေ့သွားတာ drum တီးတော့မယ်ဆိုအဲ့ဘက်ကိုပဲနှိပ်ကြတာပါမတိတာရင်လည်းကွာခြားချက်ကိုကျွန်တော်ပြမယ်လက်ချက်နဲ့နားထောင်နေဆိုရင်တော့ပို့ပြီးကြားရမှာပေါ့နော်crash တန်နေရလဲ DJ တီးရဲ့နေရာမှာရေးပါတဲ့နေရာတကူကရှိပါတယ်DJ ဆိုတာ file ဝယ်ထားမှ file တွေကူးထားမှမဟုတ်ပါဘူးသူပုံမှန်ပြီးထားတဲ့ဟာနဲ့လည်းတီးကြရင်တီးလို့ရပါတယ်ဗတ်တယ်မစ်ဆိုတဲ့အတိုင်းလော်တန်လေးတော့ထည့်ကြမယ်လေးလာတင်ယူတဲ့နေရာမှာသူများပြောသလို live လုပ်နေတာထက်ကိုယ့်ဘာကိုအတင်ဆန်း live လုပ်ကြည့်တာပိုပြီးတော့သင်လေတွက်လေပါတယ်
ကျွန်တော်အခုလုပ်ပြတဲ့ဟာလောင်ရဲ့အတုံးဝင်လာနေတာမလို့တေချာလေးလိုက်ကြည့်ထားပါတိုကယ်ဆိုင်ဆိုတာကိုထားတဲ့နေရာပေါ်မှာမူတည်ပြီးအတန်ရဲ့အနှိမ့်အမြင့်ကိုအော်တိုပြောင်းပေးတဲ့ဟာပါဒရန်ချတဲ့နေရာမှာကိုယ့်ရဲ့အဲ့ဒီအတန်ဖိုင်ကိုဖိပြီးလို့ရှိရင်ဒီလိုပေါ်လာလိမ့်မယ်အဲ့ထဲမှာ fill h4 stack ကိုနှိပ်လိုက်ပါလေးထဲမှာတစ်ခုစီခြာပြီးသားဖြစ်သွားပါပြီ
တ်တယ်မဖြစ်ပြီးတော့ဘတ်တယ်တမ်းမထည့်ရသေးဘူး